တိမင်္ဂလာယခုပြည့်အစင်မကွာစေတနာတရားနဲ့ချွေချိုးလင်းလို့ဝေချိုးလင်းလို့ဝေတကဘာလုံးကျမ်းမာကြစေတနိုင်ငံလုံးအေးချမ်းသာရစေအာယုံရှုတင်ကြည်တည်းနေဖြူမကိုယ်စချောင်းမရကြီးကင်းဝေးကြပါစေတေးချင်းလေးသာနာဝေထာဝရရှင်နာအေးချမ်းလို့သာရပါစေစေတနာတရားနဲ့ချွေချိုးလင်းလို့ဝေချိုးလင်းလို့ဝေတကဘာလုံးကျမ်းမာကြစေတနိုင်ငံလုံးအေးချမ်းသာရစေအာယုံရှုတင်ကြည်တည်းနေဖြူမကိုယ်စချောင်းမရကြီးကင်းဝေးကြပါစေတေးချင်းလေးသာနာဝေထာဝရရှင်နာအေးချမ်းလို့သာရပါစေသဟာမိတ်အပေါင်းတွေကောင်းကြီးချိုးပနာမြတ်တာလျံဝေ
ဟာမေအပေါင်းလေးကောင်းကြီးကိုမလားမြတ်တာလျာဝေဓမ္မစကူပေါင်းထောင်ပေါင်းများစွာစတင်ပေါ်ထွန်းရာဒီနေရာအောင်မြင်မှာဆရာတော်ဘုရားကြီးကနေပြီးတော့မှစကိုင်းတိုင်းတွင်မှာဓမ္မစကူထောင်ပေါင်းများစွာပေါ်ပေါက်ဖို့အတွက်ကိုအသက်အရွယ်မှဗလာနာမထားပဲဘာသာသာသနာအတွက်ကိုပြင်ပန်းမှုကိုလည်းမထောက်ဖဲနဲ့ဥဆောင်ဦးရဲ့ပြုခဲ့တဲ့ဆရာတော်ကြီးရဲ့ဒီနေရာဒီဌာနမှာဓမ္မစကူထောင်ပေါင်းများစွာနဲ့အတူတူစကိုင်းတိုင်းတစ်တိုင်းလုံးဟာဓမ္မစကူထောင်ပေါင်းမကကဘာတီသရွေ့တည်မြဲပါစေလို့ဘုံဘုံဖျားခြင်းနဲ့အတူတူကြွရောက်လာကြသောဆရာတော်တန်ဃာတော်အရှင်သူမြတ်များနဲ့တကွဘုရားတပည့်တော်တေးသက်ရှင်ရှင်လဲအောင်နဲ့ဓမ္မစကူဆရာဆရာမများမှဆုတောင်းရင်းနဲ့ဤဒေသဤအောင်မြင်မှာဓမ္မစကူထောင်ပေါင်းများစွာမကပေါ်ပေါက်ပါစေလို့ဆုမကောင်းတောင်းရင်းနဲ့ဒီဆိုခွန်ပြုပါရစေရှင်
အားလုံးစုပေါင်းပြီးတော့မှသာသနာအတွက်ကိုလက်တွဲကြပါဆုံးလို့ဒီနေရာနေပြီးတော့မှဓမ္မတေးပဲရှင်းရှင်းလိုက်အောင်ပါတိုက်တွန်းတောင်းဆိုပါရစေရှင်